ပရိသတ်အားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ယူရိုပါလိမှာအရှင်သခင်ဖြစ်နေပေမဲ့ပရီးမီးယားလိမှာတော့မန်ယူဟာကလေးတာတာပဲမန်ယူဟာတစ်ခေတ်တစ်ခါတုန်းကတော့တကယ်ကိုထင်ကြီးစရာကောင်းခဲ့တဲ့ကလပ်တင်းတစ်သင်းဖြစ်တဲ့မြင်တွေ့ခဲ့ကြတာပါပရီးမီးယားလိလို့ပြောလိုက်တာနဲ့မန်ယူအသင်းအားလုံးကတန်းပြီးတော့မြင်ခဲ့ကြတဲ့အထိမန်ယူဟာပရီးမီးယားလိရဲ့ပုံရိပ်တစ်ခုလိုဖြစ်ခဲ့ကြတာပါသူတို့တွေကပရီးမီးယားလိမှာပေးဖလားကိုအများဆုံးရယူထားနိုင်တဲ့ကလပ်တင်းတစ်သင်းဖြစ်ရပ်တည်ထားခဲ့ကြတဲ့အသင်းဖြစ်ပြီးတော့သူတို့ရဲ့ဂုဏ်သိက္ခာကြီးမားမှုနဲ့ကြော်စောမှုတွေကတခြားသောကလပ်သင်းတွေအတွက်အားကျစရာကောင်းလို့နေခဲ့ပါလိမ့်ပရီးမီးယားလိပြိုင်ပွဲတွေမှာဆိုရင်လည်းမန်ယူအသင်းကနောက်ဆုံးချိန်ထိပြိုင်ပွဲအသင်းပေါ်ကိုဖိအားပေးမှုတွေပြုလုပ်နိုင်ခဲ့ကြသလိုပွဲမပြီးမချင်းလဲမန်ယူရှုံးပြီဆိုပြီးတော့ပြောလို့မရဘူးဆိုပြီးသမုတ်ခဲ့ကြတဲ့အထိမန်ယူအသင်းရဲ့ဂုဏ်ပုတ်တွေကပြောလို့မကုန်နိုင်အောင်များပြားနေခဲ့ကြပါလိမ့်မန်ယူအသင်းနဲ့ပတ်သက်တဲ့ဂုဏ်စရာတွေကအများကြီးရှိခဲ့တာဖြစ်ပြီးတော့အခုတော့မန်ယူအသင်းကအဆိုပါခြေအနေနဲ့တခြားစီလိုဖြစ်သွားခဲ့ပြီးသူတို့တွေကလက်ရှိခြေအနေမှာယူရိုပါလိဖလားကိုနတ်ဖျားတစ်ပါးလို့ကိုးကွယ်နေခဲ့ကြပြီးတော့တန်တန်ဆွဲဖြစ်နေခဲ့ကြတော့လည်းမြင်တွေ့ထားရတာဖြစ်ပါတယ်ယူရိုပါလိဖလားကိုမရရင်လည်းမန်ယူအသင်းရဲ့ဘဝမြောင်းနေရောက်တော့မယ်ဘဝလိုဖြစ်နေခဲ့ကြပြီးအများသူငါရဲ့ဇရွေးကွက်မှာပတ်လက်မျောရမယ့်အခြေအနေတစ်ခုကိုရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်အဲဒါကြောင့်လည်းမန်ယူအသင်းဟာပရီးမီးယားလိမှာတက်စားလို့ရှိရင်ယူရိုပါလိမှာအယိုးကြီးအရေးခန်းခန်းဆိုသလိုတိုက်ပွဲဝင်စိတ်ဓာတ်အပြည့်နဲ့ရှင်မြိုင်ကစားနေခဲ့ကြတာဖြစ်ပြီးတော့ပြိုင်ပွဲတိုင်းတွေကြောက်စရာအသင်းဖြစ်နေမြင်တွေ့နေခဲ့ကြတာပါဒါပေမဲ့ပရီးမီးယားလိမှာတော့သူတို့တွေအသုံးမကျတဲ့အသင်းလို့ရလဒ်တွေကဇက်တိုက်ဆိုသလိုပဲစိုးရွားလို့နေခဲ့တာဖြစ်ပါတယ်ပြီးခဲ့ညကစားခဲ့တဲ့ Brentford အသင်းနဲ့ပွဲတွေမှာဆိုရင်လည်းမန်ယူအသင်းဟာ4-3 ဂိုးဆွဲရလဒ်တွေအရှုံးပေးခဲ့ရပြီးတော့သူတို့တွေကပရီးမီးယားလိနောက်ဆုံး6ပွဲဆက်နိုင်ပွဲပျောက်ဆုံးသွားခဲ့ကြပြီဖြစ်ပါတယ်ယူရိုပါလိပွဲရှိလို့အဓိကကစားမတချို့ကိုအမ်မိုရင်ဟာအနားပေးထားခဲ့ပြီးတော့အခုပွဲမှာမန်ယူအသင်းရဲ့ပွဲရက်ကစားမတွေရဲ့ပြန်မြအသက်က22နှစ်နဲ့209ရက်သာရှိလို့ပရီးမီးယားလိသမိုင်းတစ်လျှောက်တတိယမြောက်အသက်အငယ်ဆုံးပွဲထွက်လူစင်းမြင့်တဲ့မှတ်တမ်းဝင်သွားခဲ့ပါတယ်အိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်းဖုတ်ဘောကင်းမှာကစားလို့ရပါပြီ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပြစေဖုတ်ဘောကင်းမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 399630ခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒါပေမဲ့မန်ယူအသင်းလူစင်းမှာချီရိုဘီ Harry Amos Fredrickson တို့လောက်သာအတွေ့အကြုံနည်းပါတဲ့သူတွေဖြစ်ပြီးတော့ဂျက်နက်ဇာမာတွေက well experience player တွေဖြစ်ပေမဲ့မန်ယူအသင်းရဲ့ခြေစွမ်းထင်တော့အားစရာမကောင်းခဲ့ကြဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်။ခုပွဲမှာမန်ယူစီနီယာအသင်းတွေကပထမဆုံးချိန်ပွဲဥထွက်ခွင့်ရခဲ့တဲ့ချီရိုဘီယာအသက်18နှစ်နဲ့156ရက်နဲ့ပရီးမီးယားလိပြိုင်ပွဲတစ်လျှောက်အသက်ငယ်ဆုံးမန်ယူဇာမာဖြစ်စံချိန်တင်သွားခဲ့ပါတယ်။ပထမပိုင်း14မိနစ်မှာကားနှချိုးပေးတာနဲ့မေဆမောင်းကအဖွင့်ကိုသွင်းခဲ့ပြီးတော့ဒီကိုကမန်ယူဇာမာဘွားမေဆမောင်းရဲ့ဒုတိယမြောက်ပရီးမီးယားလိကိုဖြစ်တယ်လို့အားသေးစရာကောင်းတာနှစ်ကိုးစလုံးကို Brentford နဲ့အဝေးကွင်းပွဲစဉ်တွေမှာပဲသွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။မန်ယူကဒက်စ်နီးပြိုင်ဗန်ဟာလက်ထက်2015အောက်တိုဘာနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပရီးမီးယားလိ6ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့ကြပါတယ်။နောက်ပြီးတော့လန်ဒန်ကလပ်တွေနဲ့တွေ့ဆုံခဲ့တဲ့ပရီးမီးယားလိအဝေးကွင်းနောက်ဆုံး22ပွဲမှာလည်း3ပွဲသာနိုင်ပြီးတော့5ပွဲတည်14ပွဲတွေကိုရှုံးနေထားခဲ့ကြပါတယ်။ခုရှုံးပွဲကြောင့်မန်ယူကလက်ကျန်3ပွဲစလုံးနိုင်ရရင်တော့အမှတ်90ပြည့်မှာမဟုတ်တော့လို့ပရီးမီးယားလိသမိုင်းတစ်လျှောက်ရမှတ်အနည်းဆုံးရာသီအဖြစ်နဲ့စံချိန်စိုးပိုင်ဆိုင်မှုသေးချာသွားခဲ့ပြီလည်းဖြစ်ပါတယ်။မန်ယူကဒီဘက်မှာရှုံးပွဲတွေကြုံတွေ့နေရပေမဲ့တစ်ဖက်မှာတော့ဂိုးကြီးအန်တိုနီယာအကောင်းဆုံးဆွမ်းဆောင်ရည်ကိုပြသနေကြတာဖြစ်ပြီးပြီးခဲ့တဲ့ညကကစားခဲ့တဲ့ပွဲစဉ်မှာအန်တိုနီယာအနိုင်ကိုလှလှပပကန်သွင်းခဲ့ပြီးတော့ရီယယ်ဘတ်တစ်ကိုချန်ပီယံလိဝင်ခွင့်မျှော်လင့်ချက်တွေအတွက်အသက်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။စုံလင်ကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။